အခုဆိုရင်ကျွန်တော်ရန်ကုန်ပြောင်းပြီဖြစ်ပါတယ်ခင်ဗျာရန်ကုန်ကျွန်တော်ရဲ့ဟော်ကန်တောင်ကလာပါ9ရက်ကွက်တကောင်းနှစ်လမ်းအိမ်နံပါတ်45မှာကျွန်တော်ရောက်နေရဖြစ်ပါတယ်ခင်ဗျာပကန်းနေပြန်လာပြီးရန်ကုန်မှာကျွန်တော်12လပိုင်းတစ်လလုံးရန်ကုန်မှာပဲရှိနေမှာဖြစ်ပါတယ်ဆိုတော့ရန်ကုန်ကမိတ်ဆွေတွေအနေနဲ့ကျွန်တော်ဒီမှာဘေးလာရောက်ပြီးဒီမှာမေးမြန်းနေတာဘာညာရှိရဆိုလို့ရှိရင်လာခဲ့လို့ရပါတယ်ခင်ဗျာအခုကျွန်တော်ဒီဗီဒီယိုလေးကိုရရတဲ့အဓိကရည်ရွယ်ချက်ကတော့မိတ်ဆွေတို့ကိုကျွန်တော်ဂါရာလေးတစ်ပုတ်မျှဝေပေးနေတာဖြစ်ပါတယ်ခင်ဗျာပီရပွင့်တဲ့ဂါရာပေါ့နော်သူကမမြင်ရမနေနိုင်ပီရပွင့်တာစမ်းပွင့်တယ်ဆိုတဲ့သဘောလေးကပီရပွင့်တဲ့ဂါရာလေးတစ်ပုတ်မျှဝေနေတာဖြစ်ပါတယ်အဓိကတော့စမ်းပွင့်မှုအတွက်လူကြသူကြသွားတဲ့ခါမှာလူအများချစ်ခင်အတန်ကြတနာမျက်နှာမြင်ချစ်ခင်စသဖြင့်စမ်းပွင့်စေဖို့အတွက်အဓိကတော့လူချစ်သူခင်ပေါများစေဖို့အတွက်ဂါရာလေးတစ်ပုတ်မျှဝေနေတာဖြစ်ပါတယ်ခင်ဗျဂါရာလေးမမျှဝေခင်မှာကျွန်တော်ရဲ့ဟော်ကန်လေးကိုကျွန်တော်အရင်ဆုံးလေးနဲ့မိတ်ဆက်ပေးခြင်းပါသေးတယ်ခင်ဗျဆိုတော့ဒါကတော့ကျွန်တော်သာသနာပွဲထိုးထားတာပေါ့နော်ဆိုတော့လက်ွယ်ကြီးဖြစ်တဲ့ဆိုပေမဲ့လည်းကိစ္စလေးရှိတစ်ခုရှိလို့သာသနာပွဲထိုးထားတာဖြစ်ပါတယ်ဒီဘက်မှာတော့ကျွန်တော်အခုဖျားစုနှစ်စုပေါ့နော်ကျွန်တော်အသစ်ထပ်ပြီးတော့မှလက်ဆောင်ရတာရှိပါတယ်ဒါကလက်ဆောင်ရတဲ့ဖျားပါဒါကတော့ကျွန်းနဲ့ဖျားပါခင်ဗျကျွန်တော်အလိုတော်ပြည့်ဒီပကံမှာရှိတဲ့အလိုတော်ပြည့်ကျောင်းတိုင်းဘုံကြီးဆရာတော်ပေါ့နော်ဆရာတော်အလိုတော်ပြည့်ပကံမှာရှိတဲ့ဆရာတော်ကိုယ်တိုင်ကျွန်တော်ပေးထားတယ်ဒါလက်ဆောင်ပေးထားတယ်ကျွန်းနဲ့ဖျားဖြစ်ပါတယ်ခင်ဗျဒါကနှစ်စုပဲရှိပါတယ်ခင်ဗျအရှင်ဖျားစီမှာတဆူကျွန်တော်ဒီမှာတဆူရှိရပါတော့ဒီကတော့အလူတော်ပြည်ဖျားပါခင်ဗျာကျွန်တော်အခုဒီပကံမှာဟိုအလူတော်ပြည်ဖျားပွဲအနေနဲ့ဗုဒ္ဓပူဇနီယပွဲတော်မှာကျွန်တော်လှူဒန်းခဲ့တာနဲ့ပတ်သက်ပြီးတော့မှဒါလက်ဆောင်ရတဲ့ဖျားဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့ဖျားအသစ်နှစ်ဆူရှိတယ်ပေါ့နော်ဆိုတော့ဒါကျန်တဲ့ဟာတော့ကျွန်တော်ပုံမှန်ဖျားတွေပါပဲခင်ဗျာဆိုတော့ဒါလေးလည်းကျွန်တော်နည်းနည်းမျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာအခုကတော့ကျွန်တော်ဂါရာလေးမျှဝေမှာဖြစ်ပါတယ်ဂါရာကစမ်းပွင့်စေဖို့အတွက်ဂါရာဖြစ်ပါတယ်ဂါရာကိုရွတ်ပြပါမယ်ခင်ဗျာအုံနေရီပရန်ရုပ်တီအေဟိလော်လေးပဲခင်ဗျာနရီပရန်ယုတ်တီအေဟိနရီပရန်ယုတ်တီအေဟိအုံနရီပရန်ယုတ်တီအေဟိအုံဆိုတာကိုထဲ့မရွတ်လဲရတယ်ထဲ့ရွတ်လဲရတယ်သို့ပေမဲ့လည်းဟိုဂါရမသမျှအုံခံရွတ်ဆိုလိုမျိုးအုံထဲ့ရွတ်တာပိုကောင်းတယ်ပေါ့နော်အုံနရီပရန်ယုတ်နရီပရန်ယုတ်တီအေဟိနရီပရန်ယုတ်တီအေဟိအဲ့လိုပို့တယ်ပြီးရောဖြစ်ပါတယ်ခင်ဗျာအုံနရီပရန်ယုတ်တီသွားဟလို့ရွတ်မယ်ဆိုလို့ရှင်လည်းရဆိုတော့ကျွန်တော်တို့ကဥပမာရေခွက်လေးတစ်ခွက်ထဲမှာပေါ့နော်ရေလေးထဲ့ပေါ့ဗျာထဲ့ပြီးတော့မှသူကဂါရကို38ခေါက်လောက်ရွတ်လို့ရတယ်အုံနရီပရန်ယုတ်တီအေဟိအုံနရီပရန်ယုတ်တီအေဟိအုံနရီပရန်ယုတ်တီအေဟိအဲ့လိုမျိုးလေးရွတ်ပေါ့နော်ရွတ်ပြီးတော့မှကျွန်တော်တို့ကမျက်နှာတစ်တာတို့ရေလေးတွေကိုကိုယ့်ရဲ့ခန္ဓာကိုယ်မှာဒီလိုမျိုးပတ်ဖြားကြီးမှာတောက်လိုက်တာတို့သို့မဟုတ်ကိုယ်စွတ်မဲ့ရေမွေးကိုမန်းပြီးတော့မှရေမွေးလေးစွတ်လိုက်တာမျိုးတို့ဒီလိုမျိုးနေရာမှာလည်းသုံးလို့ရတယ်နရီပရန်ယုတ်တီသွားဟဆိုတာလည်းသုံးလို့ရတယ်သွားဟကကျတော့သူကကျတော့ဟိုအလွယ်သုံးတဲ့အသုံးပေါ့နော်များသောအားဖြင့်မိတ်ဆွေတို့သုံးရမှာတော့အုံနရီပရန်ယုတ်တီအေဟိလို့သုံးရမှာအေဟိဆိုတာရပါစီဆိုတဲ့သဘောတရားပေါ့နော်အုံနရီပရန်ယုတ်တီအေဟိဆိုပြီးမှအသုံးပြုရမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကိုစွတ်မဲ့ရှည်မွေးလေးကိုမန်းလို့ရတယ်ပေါ့နော်ကျွန်တော်ရှည်မွေးပလင်းမရောက်သွားလို့ရှည်မွေးလေးကိုမန်းပြီးတော့မှအဲ့လိုမျိုးစွတ်မယ်ဆိုလို့ရှိရင်ရပါတယ်ဖြစ်နိုင်ရင်တော့38ခေါက်ရုပ်တာအကောင်းဆုံးပဲခင်ဗျာဆိုတော့ကိုယ်စိတ်ထဲမှာစိတ်ဟိုရှိသလိုမျိုးဒီကာလေးကိုကျွတ်နေလို့ရတယ်အုံနရီပရန်ယုတ်တီအေဟိဖြစ်ပါတယ်အုံနရီပရန်ယုတ်တီအေဟိအုံနရီပရန်ယုတ်တီအေဟိနရီပရန်ယုတ်တီသွားဟဆိုမှရွတ်မယ်ဆိုလို့ရတယ်အဲ့ဒါတော့ဒီလောကီဆရာကြီးများတော့ဖြင့်သုံးတာမိတ်ဆွေတွေနေရတော့အုံနရီပရန်ယုတ်တီအေဟိလို့ပဲသုံးရမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒါလေးကိုလာပြီးမမြောက်ပေးရဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးမိုက်တင်ပါတယ်ခင်ဗျာကျွန်တော်ရန်ကုန်မှာရှိနေမှာဖြစ်ပါတယ်ဖုန်းနံပါတ်က399393535835ပါခင်ဗျာအားလုံးကျေးဇူးမိုက်တင်ပါတယ်ခင်ဗျာ